မလေးလာပြန်ပြီမိုးစိတ်နဲ့အေးလာငါဒီမှာမလေးလာပြန်ပြီကွာအတူမလေးဘာလာလောက်တာ လေးလေးကိုလွမ်းလို့လာတာ ဟာတီးတူမနဲ့ပါလေးလေးကိုလောက်လာတာဟိုကျောင်းဝပေးရလား ပိတ်တာဗော လေးရဆက်လေးတော့တနေ့ဟောတပတ်ကကျတော့ပြန်มาဗော အာလေးလေးကလည်းကျောင်း3လိုက်မြောင်ပိတ် ဟာ3လတောင်ပိတ်တယ်လားဟိုကျောင်းက3လပိတ်တယ်ဆိုတော့သမီးတို့2ယောက်ဒီမှာနေရတာထိုင်ရတာအဆင်ပြေပါမလားမသိ ဟာလေလေးလေးကတမီးတို့ညကိုမနေချင်နေတာ ဟုတ်နေပါမဟုတ်ဘူးလေဟိုမြို့နဲ့ဟိုလေးလေးနေတဲ့နေရာနဲ့ကြတော့ဟိုသမီးတို့နေရထိုင်ရမှာ မင်းနဲ့တိုင်ပါပါနော် ဟမ်မင်းနဲ့တိုင်မယ်မင်းမတိုင်မှနဲ့မင်းကြီးမှနေပါဗျာနေရောက်စလုံးလွတ်လပ်လပ်နေပါကြိုက်တယ်လို့လုံးကြိုက်တယ်လို့လုံး အာအတော်ပဲတမီးတို့လည်းခီးပန်းလာပင်မန်းနေရတယ်သွားနာလာမှာနော် ဟိုနားဦးမယ် နားချင် ဟိုနေရောက်စလုံးနားပါလားနားပါဗျာနားပါကျေးဇူးရှင်နေ3လတောင်နေပါဆိုတော့ဘာတွေဖြစ်မှန်းမသိဘူးနေကြမလေးပါပြပြန်ပြီလေရောက်တော့မရောက်သေးဘူးအတန်တွေကပေးနေပြီဒီတူပြီးတော့ကံမကောင်းပါလားဘာမဲပါလဲမရအောင်ဒီမှာလေးကလက်လဲမတည့်ဘူးမောက်တဲ့လို့လားဟာငါဖုန်းမပြစ်တာလေးနည်းနည်းလေးလို့ဘာဖြစ်မရတာပဲဒီကမှဟာငါကြံမှမယ် ကြိုင်မရဘူးနော်နာစီမှာဆိုလို့ကြားလားနော်အေးဆော့မဆော့အေးဆော့မဆော့ရမယ်ကဲအဲ့မှာခဏဆော့နော်အေးမှာဘောခွင်းသွားယူပေးမယ်တားလိုက်ဟဲဟဲတားလေး ဒီနေ့တော့အမဲရမှာတေးကြသွားပြီတွေ့ရမလားနင်းအမလေးလိုက်အောင်မစ္စတာရှင်းမောင်ကြီးတိုင်တော့ခမရလာဒီခမချက်တဲ့သူကများရှိပါများရှင်ဟုတ်ဘာမှပြောနေပါဦးခဏပါဒီလိုဦးချိုင်မှာစားရတယ်။အားရမှာလေးလေးရှိတယ်။လေးလေးဦးချိုင်မှာစား။ဒီလေးကရှောက်သွားနေရရင်အိမ်မရှိတာ။မင်းကလေမတွေးတတ်လိုက်တာ။လေးလေးကကောင်းတယ်ဆိုငါတို့စားရရတယ်။လေးလေးကမကောင်းဘူးငါတို့စားကြမှာတော့။ဟုတ်ကော။ဟဲ့။ဟိုမှာလေးလာ။အိုက်စားပါလေခု။ ဟာမဲဒီညီမနဲ့ရောဘာဖြစ်လဲမင်းစားပြီလား မစားရတယ်လေးလေးကိုစား။ ဩငါတူမနဲ့ကလည်းစားရင်စားလိုက်တော့လေမွေးတာကြီးမဒါဘာရင်းလဲ ဘဲသားဟင်းလေးလေးရဲ့ ဘဲသားရင်ဟမ်လေးလေးရှိလဲဈေးဘုံမတော့မလဲဒီဘဲသားရင်ဘလို့ရတာ ။အော်ဟိုခေါင်းရင်ကဘဲလေးရင်နစ်ပြီးသေးတယ်။တနာလို့ဆိုပြီးတော့လေးလေးအတွက်စီမံချက်ပြုတ်လိုက်တာ ခေါင်းရဲ့အိမ်ကဘဲလေးရင်းနှိပ်ပြီးဆုံးတာ ။ဟုတ်တယ် အဖြေဆိုးလိုက်တာဘဲရဲ့ရင်းနှိပ်ပြီးတော့ဆုံးသွားအေးလေတရဝါတစ်ခုကန်တစ်ခုပေါ့ငါတူမ